ပေးတဲ့လက်ပဲဖြစ်ချင်တဲ့လူမျိုးပါတခုခုဆိုငါဘာလုပ်ပေးနိုင်မလဲဆိုတာတွေးပြီးတော့လုပ်ပေးနိုင်တာဆိုရင်လုပ်ပေးလိုက်လူတအုပ်ကိုချစ်တာပဲဖြစ်ဖြစ်ခင်မင်တာပဲဖြစ်ဖြစ်သူတို့စီကနေငါဘာရမလဲဆိုတဲ့စိတ်မျိုးမရှိဘူးငါဘက်ကဘာပေးနိုင်မလဲဆိုတာကိုစဉ်းစားပါတယ်မိသားစုမှာဖြစ်ဖြစ်ပေါင်းတင်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်သူတို့လိုအပ်လာတဲ့အချိန်မှာငါဘာကူညီပေးနိုင်မလဲပဲအမြဲတွေးထားကူညီပြီးရင်လည်းတစ်ဖက်လူစီကဘာပြန်ရမလဲလို့မမျှော်လင့်တတ်ဘူးငါအကောင်းဆုံးကူညီပေးလိုက်နိုင်တယ်တစ်ဖက်မှာလည်းအဆင်ပြေသွားတယ်ဆိုရင်ရပါကိုယ်စေတနာကိုအတိမတ်ပြုခြင်းမပြုခြင်းကိုမတွေးဘူးအဓိကကိုဒီစေတနာတန်တန်နဲ့ဖြူစင်သောမေတ္တာများဖြင့်သာကူညီပေးကမ်းနိုင်မှုကိုပဲအမြဲတမ်းရှိရှိထားပါတယ်ပေးကမ်းနိုင်သောလက်ဆောင်အဖြစ်နဲ့အမြဲတမ်းကြိုးစားရှင်သန်နေပါမယ်